ရှင်လောက်ကပြန်လာပဲချင်းရှိနေပြီ 9 နာရီကျော်ပဲရှိသေးတယ်မေးရတယ် ရှင်ခါတိုင်း9 နာရီခွဲဆိုအိမ်ပြန်ရောက်ပြီလေ ဒီနေ့ကတငယ်ချင်းကပြောတယ်တငယ်ချင်းကပြောလို့ပါနော်အကေဒီဝီကကောင်မလေးတွေကတနာဖို့ကောင်းတယ်တဲ့မိဘကိုလောက်ကကျွေးနေတာတဲ့မင်းရောက်ဘူးလေရှိအောင်တစ်ခေါက်တော့ငါနဲ့တူလိုက်ခဲ့ပါလေဆိုတော့ငါအိမ်ပြန်အောင်မယ်ရီမို့ချိုးတယ်ရတယ်တဲ့ဘာမှမပြောဘူးတဲ့မင်းဒီတိုင်းပဲမင်းကူလီချမ်းနဲ့ဝတ်စားနဲ့လိုက်ခဲ့တယ်ရတယ်တဲ့ဆိုတော့ကိုအားနေမယ်စံပွဲုံသွားတယ်ပြော9 နာရီထိုးအလုပ်ပိတ်တယ်မသိပါလေခါလိုက်တော့အိမ်9 နာရီ10 မိနစ်ဆိုရောက်တယ်အတူခေါ်လို့ကိုအဲ့နေသမအောင်ကျုပ်ဖုန်းခေါ်တယ်ရှင်ဘာလို့မကြိုက်လား အဲ့ဒါ KTV ရောက်နေတာလေ KTV ရောက်နေတော့သူကလေဟိုမီးလုံးနေနေလေဟိုတင်းအဲ့လိုလေကတော့ကိုကမေးဘာလို့ကလဲဆိုမိဘကိုလောက်ကင်ကျွေးနေတာကိုကတနာဗေဒနာဒီနေ့လောက3800ရ3800ရတာကိုမေးအတွက်မိုက်တဲ့က3000ကတော့ကိုချမ်းလာတယ်အဲ့3000ခွဲကို3000ခွဲတငယ်ချင်းစီက1000ခွဲကိုချီးလိုက်ချီးပြီးတော့ပန်းကုန်းဆွတ်လိုက်တယ်အဲ့မေကိုလောက်ကင်ကျွေးနေတဲ့ KTV ကကောင်မလေးတွေကိုတနာလို့ပါရှင်တော်တနာနေဟလားရှင်လောက်တဲ့လောက်ကဘာလုပ်လဲ ကူလီထဲရတာလေကူလီထဲရတာလေ မနေ့ကဘာနဲ့စားမှာလဲ ဟမ်ဒီဘက်ကဘာနဲ့စားမယ်ဆိုတော့မေ့တဲ့ခါတိုင်းရတဲ့ပတ်စံတွေအကုန်ပေးပြီ ဒီနေ့မပေးဘူးလေဟမ် ဒါဆိုနှစ်ဘက်ကဘာလို့နောက်ဆုတ်သွားရလဲလို့ ဩမေ့တဲ့ထဲမှာဒုံးတယ်လေ အေးရှေ့တိုးလာလေမနေ့ကဘာနဲ့စားမှာလဲလို့ အဲ့ဒါတော့ကိုမပြောတတ်ဘူးလေ နေတော်နေရတော် မလုပ်ပါနဲ့နောက်မသွားတော့မေးဒီတခါတော့ဘာညာမဟုတ်ရောက်ဘူးပေါ့ဘူးလေရှိအောင်အများကြီးကပြောလို့ရှိရင်လေဟို KTV အကြောင်းပြောလို့ရှိရင်မပြောတတ်မှာဆိုလို့လိုက်သွားတာနော်ပြီးတော့အကောင်မလေးကတနာဖို့ကောင်းတယ်လေနော်နင်တော်ယူထားပါလားငါလောက်ထိုက်မယ်နော် ဆိုတော့လေတနာလို့အမှု3800ရတာလောကကောမေ့အတွက် သွားနေမှာသွားနေသွားငါလာမပြ ဖုန်းကြီး3000တော့ချမ်းထားတယ်ချမ်းထား3000တော့တကယ်ချင်းရှိရတဲ့ခါ1000ခွဲချီးပြီးတော့ အေးအဲ့နေဘယ်လိုပြန်ဆက်မှာလဲ 1000ဆွတ်လိုက်တယ် ဘယ်လိုဆက်မှာလဲအဲ့1000ခွဲ 1000ခွဲတော့ဟောမေရဲ့အဆင်ပြေပါတယ်အလုံး तू ကလည်းပြောပြီးသားပြင်လည်းမဆက်လို့ပြောလို့အဲ့ဒါမို့ဟိုသူ့ချက်1000ခွဲချီးတော့ကိုဒီနေ့လောက3000ခွဲနဲ့ပေါင်းလိုက်တော့9000ပန်းကုန်းတကုန်းဆွတ်လိုက်တနာလို့ပါနော်နောက်မလုပ်တော့ဘူးသူကတွေက KTV သွားတယ်ဘာညာဆိုပြောရင်ကိုကဗစက်ကြီးဟောင်းလောင်းကြီးနဲ့ထိုင်းနိုင်နားထောင်နေရတာကိုလည်းရောက်ဘူးလေရှောင်သွားတယ်နောက်မသွားတော့ဘူးနော် နောက်သွားရင်ရှင်မလွယ်ဘူးနော် ဟုတ်ကဲ့ပါမတော်တော့နော်ဘယ်နေတော့